ကိုချင်းသီလပြက်ပြန်းသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘလောက်ပဲပဲဆန်ချမ်းသာဘလောက်ပဲရာထူးကြီးကိုချင်းတရားပြက်ပြန်းသွားပြီဆိုရင်လူသိက္ခာကင်းမဲ့သွားတဲ့ပုဂ္ဂိုလ်ဖြစ်အလုံးကတန်ဖိုးမထားတော့တဲ့ပုဂ္ဂိုလ်ရွှင်ရှာတိုက်တဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်ကိုချင်းသီလမရှိတော့ကလည်းထီလူပဲကိုချင်းသီလမရှိတော့လည်းထီလူပဲအဲ့တော့သူ့ဘာကြောင့်လေးစားတာတော့ဆိုကိုချင်းသီလကြောင့်လေးစားတာဆိုထင်ရှားတယ်ပေါ့နော်ကိုချင်းသီလမရှိလို့အပုတ်ချခံလိုက်ရပြီခုခေတ်ဆိုပို့ဆိုးတာပေါ့နော်ဖော်ထုတ်ခံလိုက်ရပြီဆိုရင်သူ့ရဲ့ကိုယ်သိက္ခာတွေကျဆင်းသွားတယ်ကိုယ်သိက္ခာတွေပြက်ပြားသွားတယ်အဲ့တော့ကိုချင်းသီလရဲ့တန်ဖိုးဟာဒီဘဝမှာပဲအလုံးကိုအရေးကြီးတယ်လို့ပြော